တပတ်နိုင်ငံတကာသတင်းတွေကထူးခြားတဲ့သတင်းချုပ်ကိုကောင်းလို့ဖော်ပြတဲ့အချိန်အခါကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်ဒီတစ်ပတ်ထိပ်တန်းသတင်းတွေကတော့အီရန်နဲ့အမေရိကန်ကြားသဘောတူညီချက်ရယူနိုင်ခဲ့တဲ့ဆိုတဲ့သတင်းပါပဲပြည်သစ်မှာကျင်းပခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးကိုတက်ရောက်နေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအီရန်နဲ့အချက်14ချက်ပါနားလည်မှုစာချွန်လွှာကိုဗုဒ္ဓဟူးနေ့မှာလက်မှတ်ရေးထိုးခဲ့ပါတယ်ဇွန်18ရက်ကဘာဆိုင်နန်းတော်မှာပြင်သစ်သမ္မတရဲ့ညစာစားပွဲတက်ရောက်ရင်း Digital စနစ်နဲ့လက်မှတ်ရေးထိုးခဲ့တဲ့ဒီသဘောတူညီချက်ကိုအီရန်နိုင်ငံသားရေးဝန်ကြီးဌာနကအတည်ပြုခဲ့ပြီးအီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်ဒီသဘောတူညီချက်အတွက်အီရန်ကတန့်စင်ပြီးယူရေနီယံတွေကိုနျူကလ িয়ার လက်နက်ထုတ်လုပ်လို့မရတဲ့အဆင့်ထိရှော့ချပေးရန်သဘောတူညီခဲ့တယ်လို့အီရန်စီးပွားရေးကိုအကြက်ရိုက်စေခဲ့တဲ့ရေနံတင်မှုရောင်းချမှုဆိုင်ရာပိတ်ဆို့အရေးယူမှုများချက်ချင်းအရေးယူပေးဖို့နဲ့အမေရိကန်ဒေါ်လာ300ဘီလီယံတန်အီရန်ပြန်လည်ထူထောင်ရေးရန်ပုံငွေအတွက်အမေရိကန်ကကူညီပေးဖို့ကတိပြုခဲ့ရပါတယ်ဒီသဘောတူညီချက်မှာဆယ်စုနှစ်များစွာအီရန်ပေါ်ပိတ်ဆို့အရေးယူမှုတွေအားလုံးကိုရုပ်သိမ်းဖို့အမေရိကန်အစိုးရကတာဝန်ယူရမည်ဆိုတဲ့အချက်လည်းပါဝင်ခဲ့ပါတယ်အစောပိုင်းကထရန့်ကိုယ်တိုင်ဒီနားလည်မှုစာချွန်လွှာကိုဆွစ်ဇာလန်မှာလက်မှတ်ရေးထိုးဖို့ဖြစ်ပေမဲ့နောက်ပိုင်းမှာဘာဆိုင်မှာပဲလက်မှတ်ရေးထိုးပြခဲ့တာဖြစ်ပါတယ်လက်မှတ်ရေးထိုးပြီးသတင်းစာရှင်းလင်းပွဲမှာတော့ထရန့်ကအီရန်ဟာနျူကလ িয়ার လက်နက်များဝယ်ယူခြင်းသို့မဟုတ်တီထွင်ခြင်းမလုပ်ဖို့ထပ်လောင်းအတည်ပြုခဲ့တယ်လို့ပြောခဲ့ပြီးဒီသဘောတူညီချက်တွေကိုအီရန်ကရက်ပေါင်း60အတွင်းအကောင့်ထဲမဖော်နိုင်ရင်အမေရိကန်ကဆက်ပြီးဘုံကျဲသွားမယ်လို့ပြောခဲ့ပါတယ်အမေရိကန်ဘက်ကလက်ရောမှုတွေများစွာပေးခဲ့ရတဲ့ဆိုတဲ့ဒီသဘောတူညီချက်ကိုထရန့်ကကာဝယ်သွားပြီးသဘောတူညီမှုရဖို့ကာတာနဲ့ပါကစ္စတန်တို့ရဲ့ဂျားဝင်ဖြန့်ပြေးရေးကြိုးပမ်းမှုတွေကိုချီးကျူးခဲ့ပါတယ်ဒါအပြင်ပရိပခအတွင်းဂျားနေရက်တည်ခဲ့တဲ့တရုတ်နိုင်ငံနဲ့တရုတ်သမ္မတရှီကျင့်ဖိန်ကိုလည်းထရန့်ကကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ဟုံမုတ်ရေလက်ကြားလမ်းကြောင်းပွင့်စေတဲ့ရုတ်တရက်ထွက်ပေါ်လာတဲ့ဒီသဘောတူညီချက်ကြောင့်ရေနံဈေးနှုန်းများကျဆင်းပြီးတစည်ကိုဒေါ်လာ100အောက်ရောက်စေခဲ့ပါတယ်။အာရှပစိဖိတ်ရှယ်ယာဈေးကွက်မှာတော့ရက်ပေါင်း60ထပ်တက်တန်းတိုးနိုင်တဲ့ဒီသဘောတူညီချက်ကြောင့်စတော့ရှယ်ယာဈေးတွေမြင့်တက်လာခဲ့ပါတယ်။ထရန့်စခဲ့တဲ့ဒီစစ်ပွဲကထရန့်အသေးအံလိုချင်နေတဲ့ဒီသဘောတူညီချက်ကြောင့်အရှိအလဲပိုင်းမှာငြိမ်းချမ်းရေးအလားအလာပွင့်သွားခဲ့ပေမဲ့၄နှစ်ကြာယူကရိန်းစစ်ပွဲကတော့ဒရုန်းတွေဒုံးကျည်တွေနဲ့ဆက်လက်ပြင်းထန်နေသေးပါရုရှားယူကရိန်းစစ်မျက်နှာပြင်မှာထူးခြားတဲ့အပြောင်းလဲကြီးမရှိသေးပေမဲ့နှစ်ဖက်စလုံးကအပြန်အလှန်ဒရုန်းဒုံးကျည်တိုက်ခိုက်မှုတွေပိုပြင်းထန်လာနေပြီးနယ်မြေထိန်းချုပ်မှုမှာတော့ရုရှားရဲ့တိုးတက်မှုနှုန်းနှေးကွေးလာတာကိုတွေ့ရပါတယ်ရုရှားသိမ်းယူထားတဲ့ခရိုင်းမီးယားအခြေအနေကဒီရက်ပိုင်းမှာစစ်ရေးအရအထူးအရေးကြီးတဲ့ထောက်ပံ့ရေးလမ်းကြောင်းစစ်မျက်နှာပြင်တစ်ခုအဖြစ်ပိုပြီးတင်းမာလာနေပါတယ်အဓိကအားဖြင့်ယူကရိန်းကဒရုန်းနဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့်ရုရှားထိန်းချုပ်ထားတဲ့ခရိုင်းမီးယားမှာဖိအားအကြီးအကျယ်တက်နေပါတယ်ပြင်သစ်မှာဇွန်18ရက်ကပြုလုပ်တဲ့ G7 ထိပ်သီးအစည်းအဝေးပွဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကမ္ဘာခေါင်းဆောင်တွေရှေ့မှာဘော့စ်ကငါးကွာလို့နောက်ပြောင်ပြောခဲ့ပါတယ် Hello, I'm the boss. How are you? ဒီဆွေးနွေးပွဲမှာရုရှားပေါ်အရေးယူပိတ်ဆို့မှုအသစ်တွေချမှတ်ဖို့နဲ့ယူကရိန်းကိုညီညီညွတ်ညွတ်ပံ့ပိုးသွားဖို့ခေါင်းဆောင်တွေကကတိပြုခဲ့ကြပါတယ်။ G7 ထိပ်သီးအစည်းအဝေးကိုတက်နေတဲ့ယူကရိန်းသမ္မတဇီလန်စကီးကဇွန်18ရက်မှာသူ့လူမှုကွန်ရက်ကနေယူကရိန်းအတွက်အရေးကြီးတဲ့ရလဒ်တွေယူဆောင်လာနိုင်ခဲ့တယ်လို့ပြောခဲ့ပါတယ်။ယူကရိန်းလေကြောင်းကာကွယ်ရေးအတွက်ထောက်ပံ့မှုတွေပါတဲ့ဒီထောက်ပံ့မှုတွေကြောင့်စစ်ပွဲအဆုံးသတ်ပြီးငြိမ်းချမ်းရေးအတွက်ရုရှားပေါ်ဖိအားပေးနိုင်မဲ့ခြေလှမ်းသစ်တွေရှိလာနိုင်မယ်လို့လည်းဇီလန်စကီးကပြောခဲ့ပါတယ်။လူစင်ဘက်မှာကျင်းပနေတဲ့ EU ဥရောပသမဂ္ဂရဲ့နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာတော့ EU နိုင်ငံခြားရေးနဲ့လုံခြုံရေးမူဝါဒအကြီးအကဲကာယာကာလက်စကားကြောင့်တရုတ်ဘက်ကပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ရုရှားစစ်သားတွေကိုတရုတ်စစ်တပ်ကလက်ကျင့်ပေးနေတယ်လို့ကာလက်ကပြောခဲ့လို့ဇွန်16ရက်ကပြုလုပ်တဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်ကျန်က EU နိုင်ငံခြားရေးနဲ့လုံခြုံရေးမူဝါဒအကြီးအကဲရဲ့ပြောဆိုချက်ဟာအချက်လက်မပါသလိုအတရေဖြတ်မှုတက်ဖဲလို့တုံ့ပြန်ခဲ့ပြီးအခြေအမြင့်မရှိတဲ့သတင်းတွေသာဖြစ်တယ်လို့ပြောခဲ့ပါတယ်။မြောက်ကိုရီးယားကိုပြီးခဲ့တဲ့အပတ်က2ရက်ကြာချစ်ကြည်ရေးတွားရောက်ခဲ့တဲ့တရုတ်သမ္မတရှီကျင့်ဖိန်ဟာဒီတစ်ပတ်မှာတော့တရုတ်နိုင်ငံကို9ရက်ကြာချစ်ကြည်ရေးခရီးစဉ်လာရောက်တဲ့မြန်မာသမ္မတဦးမင်းအောင်လှိုင်ကိုလက်ခံတွေ့ဆုံခဲ့ပါတယ်။ဇွန်လ15ရက်မွန်းလယ်ပိုင်းမှာတရုတ်နိုင်ငံကိုရောက်ရှိလာခဲ့တဲ့မြန်မာသမ္မတဦးမင်းအောင်လှိုင်ကိုတရုတ်သမ္မတရှီကျင့်ဖိန်ကဇ
ဇွန်16ရက်နေ့နက်ပိုင်းမှာပေကျင်းမြို့ပြည်သူ့ခမ်းမဆောင်ကြီးမြောက်ဘက်ခမ်းမမှာအခမ်းအနားနဲ့ကြိုဆိုခဲ့ပါတယ်။ပြည်သူ့ခမ်းမဆောင်ကြီးမှာတရုတ်သမ္မတရှီကျင်းဖိန်နဲ့မြန်မာသမ္မတဦးမင်းအောင်လှိုင်တို့ဇွန်16ရက်နေ့နက်ပိုင်းမှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးဆွေးနွေးပွဲအပြီးမှာတော့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ်တွေကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ခရီးစဉ်တွင်မြန်မာသမ္မတဟာတရုတ်ဝန်ကြီးချုပ်လီချန်တရုတ်ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌကျောက်လော့ကြီးတို့နဲ့တီးခြားသည့်တွေ့ဆုံခဲ့ပါတယ်။ဒီတစ်ပတ်မှာဒီလိုထူးခြားတဲ့နိုင်ငံရေးသတင်းတွေဖြစ်ခဲ့တာမဟုတ်ပါဘူး။စိတ်ဝင်စားဖွယ်ရာတခြားသတင်းတွေလည်းရှိခဲ့ပါသေးတယ်။၄နှစ်တစ်ကြိမ်ကျင်းပခဲ့တဲ့ကမ္ဘာဖလားဘောလုံးပြိုင်ပွဲရဲ့အဖွင့်ပွဲကိုအမေရိကန်၊ကနေဒါနဲ့မက္ကဆီကို၃နိုင်ငံမှာဒီတစ်ပတ်ပူးတွဲကျင်းပခဲ့တဲ့သတင်း။ယူကရိန်းကိုလက်နက်ဖူးဒေါ်လာတန်980ပေးမယ်လို့နယ်သာလန်ကကတိပြုလိုက်တဲ့သတင်း။ပိုလန်နဲ့ဂျာမနီကာကွယ်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တဲ့သတင်း။ကွန်ဂိုတွင်အီဘိုလာကူးစက်ခံရသူ800ကျော်ထိမြင့်တက်ခဲ့တဲ့သတင်း။ဖိလစ်ပိုင်မင်ဒါနာအိုကျွန်းမှာပြင်းအား9.အဆင့်ငလျင်လှုပ်ခတ်ခဲ့လို့88ဦးသေဆုံးခဲ့တဲ့သတင်း။အင်ဒိုနီးရှားဆူလာဝေစီကျွန်းမှာပြင်းအား6.8အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့တဲ့သတင်း။ရုရှားအာဆီယံဖိုရမ်တက်ဖို့ကာဇန်မြို့ကိုအာဆီယံခေါင်းဆောင်များရောက်ရှိလာတဲ့သတင်း။ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးကိုတရုတ်ကပိတ်ဆို့မှုများချမှတ်ခဲ့တဲ့သတင်း။သမ္မတပူတင်ကိုဝေဖန်တဲ့ရုရှားအမှုပညာရှင်ပိုလန်မှာပြစ်တက်ခံရတဲ့သတင်း။စတဲ့သတင်းတွေဒီတစ်ပတ်မှာဖြစ်ခဲ့တဲ့အကြောင်းဖော်ပြရင်းယခုတစ်ပတ်သတင်းကောင်းတို့ဖော်ပြချက်ကိုဒီမှာပဲရပ်လိုက်ချင်ပါတယ်။